အားလုံးပဲမင်္ဂလာပါခင်ဗျာအောင်ကြီးဖေးလေးလိုက် channel ကနေကြိုဆိုပါရစေကျွန်တော်ဒီနေ့ဘာအကြောင်းလေးပြပြမလဲဆိုတာကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိအောင်ကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာကျွန်တော်တို့အညာဒေသဆိုတာထမ်းပင်ဟာအမြင့်ကနေအဖျားထိတပင်လုံးနေရာအစုံအတုံးဝင်လွတ်လို့အညာဒေသရဲ့ပဒေသာပင်လူကိုတင်စားခေါ်ဆိုကြပါတယ်ထမ်းတိမဲ့ဟာကာဗိုဒိုင်ဟိုက်ဒရိတ်နဲ့တဘာဝတကြားတက်တွေပါဝင်လို့နွားတွေကိုအင်အားချက်ချင်းပြေဝစေပါတယ်စိုက်ပျိုးရေးလုပ်ငန်းခွင်အသုံးပြုတဲ့ကျွန်တော်တို့ကျေးဇူးရှင်တောင်သူခိုင်းနွားတွေကိုအမောပြေစေပြီးကိုယ်အလေးချိန်လဲတက်ကဝါဖြိုးစေပါတယ်ထန်းသီးဘက်တွေနွားသာဆင်းပြီးကျွန်တော်တို့ထန်းသီးအစေကိုလည်းထပ်ပြည့်အဖြစ်ပြန်လဲအသုံးပြုကြပါတယ်ထန်းသီးအမေဟာကာပူဒိုင်ဟိုက်ထိတ်နဲ့တဘာဝတကြားတက်တွေပါဝင်လို့နွားတွေကိုအင်အားချက်ချင်းပြေဝစေပါတယ်ဒါကထန်းသီးအမေကိုအရည်ညှစ်ပြီးတော့ကျေးဇူးရှင်ခိုင်းနွားတွေကိုအားအင်ပြီးလို့ဖို့ထန်းသီးအမဲ့ကိုကျွန်တော်တို့အမဲ့အကြီးဖြစ်နေအသုံးပြုနေရလဲဖြစ်ပါတယ်ကျွန်တော်တို့အညာဒေသရဲ့ထမ်းပင်ဟာထက်လက်ကိုအမိုးအကာဖြစ်အသုံးပြုပြီးထက်လက်တီကိုတော့ခြံစည်းရိုးဖြစ်လဲအသုံးပြုကြပါသေးတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာရှင်လန်းချမ်းမြေ့ကြပါစေ